မင်းကဘာနေလာပြီ ဟဲ့ငါစိတ်ချမယ်နော်စိတ်ချပါ ဟုတ်ပါဟုတ်ပါ ဟိုဝဝကိုပြောချင်တာရှိတယ်ကိုလေ ခုနကဘာပြောလိုက်တာလဲ ဟိုလေကိုပြောချင်တာဝဝကိုပြောတာကိုနည်းနည်းလောက်အောင်စိုက်ပြပါနော်ကိုလက်ထပ်နိုင်မလား